တော်လန်ပြည်သူများအားလုံးမင်္ဂလာပါကျွန်တော်တို့ကတော့ဂန်ကုတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခရိုင်တာဝန်ခံကျွန်တော်ကတော့ဆရာကျော်ဖြစ်ပါတယ်ကျွန်တော်တို့ဂန်ကုတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကကျွန်တော်တို့ဒီဂန်ကုတ်ခရိုင်ဆိုမှကျွန်တော်၃မြို့နယ်နဲ့ဖွဲ့စည်းထားပါတယ်ဆောမြို့နယ်ပကဖာဒီလေးမြို့နယ်ပကဖာနဲ့ဂန်ကုတ်ခရိုင်ဂန်ကုတ်မြို့နယ်ပကဖာဆိုပြီးတော့၃မြို့နယ်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဂန်ကုတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကကျွန်တော်တို့ရဲ့ဒီပြည်သူတွေရဲ့တော်လန်ပြည်သူတွေရဲ့နော်ပြည်သူမြတ်တာနဲ့ပဲရှေ့ဆက်နေရတဲ့ဖွဲ့စည်းဖြစ်ပါတယ်ကျွန်တော်တို့ဒီပြည်သူမြတ်တာတွေထဲမှာကျွန်တော်တို့ဂန်ကုတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထောက်ဖို့ထီကျွန်တော်ရောင်းချပေးပါတယ်ထောက်ဖို့ထီကိုအားပေးတဲ့မိဘပြည်သူတွေရောတော်လန်ပြည်သူတွေအားလုံးကိုလည်းတကယ်ကိုရင်းနှက်ကလှည့်လှည့်လဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ထောက်ဖို့ထီမှာကျွန်တော်တို့ပြီးခဲ့တဲ့23ကြိမ်မြောက်ကတော့ကျွန်တော်တို့ထောက်ဖို့ထီအဆောင်ရည်ကျွန်တော်တို့900လောက်ပဲရောင်းနိုင်ခဲ့ပါတယ်အခု24ကြိမ်မြောက်ထောက်ဖို့ထီရဆိုရင်လည်းကျွန်တော်တို့ဒီနေ့ဆိုရင်26ရက်နေ့ရှိပြီဆိုတော့ကျွန်တော်တို့4ရက်5ရက်လောက်ပဲကျန်တော့တယ်ထောက်ဖို့ထီကျွန်တော်တို့200 300ပဲရောင်းရပါသေးတယ်ဒါကြောင့်ကျွန်တော်တို့ဒီဂန်ကုတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရောင်းချတဲ့ထောက်ဖို့ထီကိုလည်းအားပေးဖို့တော်လန်ပြည်သူတွေကိုလည်းကျွန်တော်တို့ကမြင့်တရခံပါတယ်ကျွန်တော်တို့ထောက်ဖို့ထီကိုရောင်းချပြီးတော့ကျွန်တော်တို့ရဲ့ဒီရုံးအသုံးစရိတ်ကိုတောင်းဖြည့်ရှင်းနေရတာလည်းဖြစ်ပါတယ်ပြီးတော့ရှေ့တန်းမှာသွားနေတဲ့ရဲဘော်တွေအတွက်လိုအပ်တဲ့point ဖက်နဲ့တို့ပြီးတော့ကျွန်တော်တို့လိုအပ်တဲ့စစ်သုံးဆောင်ပေါ့နော်ကျွန်တော်တို့အိုင်ကွန်တော့အစရှိသဖြင့်ပေါ့စစ်သုံးဆောင်တွေဖြည့်ဆည်းပေးနေရတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ထောက်ဖို့ပြည်သူတွေရဲ့တော်လန်ပြည်သူတွေကထောက်ဖို့ထီတစ်စောင်း2000ကျပ်တဲ့ထိုးရုံနဲ့ကျွန်တော်တို့ဂန်ကုတ်ခရိုင်တစ်ခင်လုံးရဲ့ကျွန်တော်တို့တော်လန်ခီးကိုရှစ်စစ်နိုင်ဖို့အတွက်ကူညီပေးနိုင်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့တော်လန်ပြည်သူများအားလုံးကကျွန်တော်တို့ဂန်ကုတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရောင်းချတဲ့ထောက်ဖို့ထီကိုလည်းအားပေးဖို့ကျွန်တော်အနေနဲ့မြစ်တာရက်ခံပါတယ်တော်လန်ပြည်သူအားလုံးပေးခဲ့ပါစေဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်